အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Hobbyist Caravan မှာရှိတဲ့ DS game ခွေတွေက game ခွေနှစ်ခွေကိုကျွန်တော်ပြချင်ပါတယ်တစ်ခုကတော့ဒီဟာပါ Pokemon Platinum version ဖြစ်တယ်နောက်တစ်ခုကတော့ဒီ Billy Sports Summer ပေါ့နော်အဲ့ဒီတစ်ခုကဘာထူးခြားလဲဆိုတော့ကျွန်တော်တို့ဆိုင်မှာရှိတဲ့ DS ခွေတွေထဲမှာဆိုလို့ရှိရင်ဈေးအကြီးဆုံးခွေနဲ့ဈေးအနည်းဆုံးခွေပေါ့အဲ့တော့တစ်ခုကိုကျွန်တော်ရှင်းပြချင်တာပါတစ်ခုကတော့ဘယ်လိုလဲဆိုတော့နှစ်ခုလုံးမှာဆိုလို့ရှိရင်ဒီမှာမြင်တိုင်းပေါ့နော်ဒီမှာဆိုရင်ခွေလည်းပါတယ်သူ့ရဲ့ manual insert နဲ့ခွေဘူးနဲ့အကုန်ပါတယ်နောက်တစ်ခုလည်းအဲ့လိုပဲဒီမှာဆိုလို့ရှိရင်သူခွေရှိမယ်ဘူးရယ်နောက် insert တွေပါအကုန်ရှိတယ်အဲ့တော့အဲ့နောက်ခုတူပေမဲ့ဘာကြောင့်မလို့ဈေးရကွာတယ်လဲပေါ့ကျွန်တော် Pokemon Platinum ဆိုရင်ကျွန်တော်ဆိုင်မှာဒါရောင်းဈေးရ9သိန်း1000ပါဒီ Billy Sports Summer တော့2000ပါအဲ့တော့သူတို့နှစ်ခုရဲ့ဈေးကွာခြားချက်ကအရင်များပါပဲဘာကြောင့်များလဲဆိုတာလေးကျွန်တော်နည်းပြောချင်တာပေါ့နော်ကျွန်တော်တို့ဒီဟာဆိုလို့ရှိရင်လက်ရှိဒီ DS ခွေတွေကကျွန်တော်တို့ဒီဂိမ်းသမားကြီးကြားထဲမှာဆိုလို့ရှိရင်ဒါ collector ဟိုပါပေါ့နော် item တွေဖြစ်သွားပြီပေါ့ပြောရရင်တော့ဟိုအရင်ကထွက်ခဲ့ပြီးတော့ခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒါကိုခွေကိုကစားဖို့ထက်စုဖို့အတွက်တင်ထားဖို့အတွက်ပဲဝယ်ရပစ္စည်းဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီလိုပစ္စည်းတွေမှာဆိုလို့ရှိရင်သူတို့ရဲ့မူရင်းဈေးဆိုတဲ့ဟာမျိုးကမရှိတော့ဘူးဥပမာဈေးကပေါက်ဈေးဆိုတာလည်းမရှိဘူးမူရင်းဈေးဆိုတာလည်းမရှိဘူးအကုန်လုံးကဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့ဘောနော်ဒီလူတွေကဘယ်လောက်ထိဒီ game ကိုစိတ်ဝင်စားတယ်လဲဘယ်လို game မျိုးစားဖြစ်တယ်လဲဘယ်လောက်ထိတန်ဖိုးထားတဲ့မူတည်ပြီးတော့မှသူ့ရဲ့ဈေးတန်းပေါ့ပြောရရင်တော့ဒီလိုမျိုးဈေးတန်းကွာကွာသွားတာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီခွေနှစ်ခွေကြည့်မယ်ဆိုလို့ရှိရင်သူတို့နှစ်ယောက်ရဲ့နှစ်ခုရဲ့ဈေးကအရန်ကွာတာပေါ့နော်9သိန်း1000ရယ်2000ရယ်ကျွန်တော်အကုန်တူတူပဲသူတို့နှစ်ခွေထွက်ခဲ့တုန်းကဆိုဈေးကလည်းတူခဲ့ပြီးသားဖြစ်မှာပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ဒါစီကျွန်တော်တို့ဈေးကွက်ကနေဆုံးဖြတ်သွားတဲ့ကြောင့်မို့လို့ဒါဆိုရင်ဟို Pokemon brand ဖြစ်တယ်ပြီးလို့ရှိရင်ဒါရှားသွားပြီလူတွေပိုကြိုက်တဲ့ခါလေးဖြစ်တယ်နောက် collector တွေအရန်တမှုထားရေးခွေလေးဖြစ်သွားပြီပေါ့နော်ဒါကြတော့ဘယ်သူမှစိတ်ဝင်စားဘူးမှန်ပြောလို့ရှိရင်ဒီခွေရှိမှန်းတော့မသိဘူးဘယ်သူမှလည်းစိတ်ဝင်စားဘူးဘယ်သူမှလည်းဝယ်မစင်းစားဘူးအဲ့ဘာလို့သွားလဲဆိုတော့သူတို့နှစ်ခုရဲ့ဈေးကပေါက်ဈေးမှာအများကြီးကွာသွားတယ်ပေါ့အဲ့တော့ဒါကတော့ကျွန်တော်တို့မှာရှိတဲ့ဒီ DS ခွေလေးတွေကိုနမူနာပြတာပေါ့နော်ကျွန်တော်မှရှိတခြားဒီ virtual နဲ့ပတ်သက်တဲ့ game set တွေ game ခွေဆိုကုန်လုံးကလည်းအဲ့လိုပဲပေါ့နော်အခုနောက်ဆုံးထွက်တဲ့ဟာတွေမဟုတ်တဲ့အခါမှာသူက collector item ဖြစ်သွားတဲ့အခါမှာဆိုလို့ရှိရင်သူရဲ့ဈေးကွက်ပေါက်ဈေးကဘာဖြစ်မျိုးဆိုတော့ကျွန်တော်ပြောရခက်တယ် game မျိုးစားပုံမူတည်ပြီးစီးမျိုးစားပုံတည်ပြီးတော့ဈေးတွေကအများကြီးကွာသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒါလေးကိုကျွန်တော်အနေနဲ့ဒီ virtual item နဲ့ပတ်သက်ပြီးတော့ရှင်းပြနေတာပေါ့နော်ဟိုကျွန်တော်တို့ဒါမျိုးတွေကိုကျွန်တော်တို့ဆိုင်မှာလာဝယ်နေဆိုလို့ရှိရင်တော့လာကြည့်လို့ရပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ